နောက်နေ့ဘက်ကောက်လာမယ်သူတော့ဘက်ကောက်ခါမရောက်သေးဘက်ကောက်တစ်ခါမရောက်ဘူးသေးတော့တွားအောင်မယ်တွားလဲအောင်မယ်တနည်းတော့မရောက်ဘူးသေးဘူးဆိုတော့တွားလဲရတော့ဘက်ကောက်မှလဲစရာတွေအများကြီးပဲဟယ်လိုမန်တူလာမယ်တူလာပါတူလာတိုင်းမှာနေရဘန်ကောက်မရောက်ဘူးထူးဆန်းနေနော်တွားမှမတွားတာတိုင်းမှာနေရဘန်ကောက်မရောက်ဘူးဟိုမှာပဲနေအောင်စမှုပကံမလေးစမှုပကံတော့ကြီးပါဟဲ့ခရဲစီစားကျင်တာတော့ခရဲစီစားဖို့ပုံငားပြီးတော့နိုင်ခွက်တော့တွားဘာမှလည်းဘာမှမရှိရှိရပဲစားနေရရှိရပဲစားနေရရိုးနေတစ်စမ်းလေးစားကြည့်ဒီမှာဟဲ့ဈေးပဲရှိရဈေးရပြီးတော့7-Eleven CJ ပြီးတော့အဲ့ပဲရှိ CJ Mall 7-Eleven နှစ်ခုသုံးခုလောက်ရှိပြင်စေးအဲ့လောက်ပဲရှိဘာမှမရှိ6ကတ်တေး6မှာ6ကတ်အကောက်ကရောက်တာလည်းမကြသေးဘူးဆိုတော့မသွားဖြစ်ဘူးပြီးတော့လေဟိုရလဲတစီကားရလဲဈေးကြီးဒီနောက်တော့သွားရင်တော့မှသွားပြန်ပုတ်ငါရင်တော့တက်တာရဒါပေမဲ့ပုတ်လည်းမတက်တာပါဒီနားနဲ့ကိုနားသွားမယ်ဆိုရင်တော့100-200လောက်ရှိနီးလေးနော်ဒါတော့ဟုတ်ပါဘူး100-200မကပါဘူး300-400လောက်ရှိမယ်တွားပြန်ဆို1000လောက်ရှိမယ်โอเคပါပမာနီယာဟိုမှာလေတို့ရစမှုပကမာနီယာပမာနီယာလဲလို့မီးရပမာနီယာလဲလို့မီးလိုက်တာလားဟယ်လိုတင်းသိပါရဲ့လာအောင်မယ်လို့ပြောလားဟယ်လိုဘတ်ဂျက်ပမိုင်ကိုမီမဟုတ်တော့တီးရဲ့ဟဲ့လာထင်ရညင်ရတာမသိပါမိုးဆောင်နေအေးဟုတ်တယ်ဟေးခုမှပေါ်လာနေလဲခုမှပေါ်လာပေးမယ်ဘယ်ကနေတွေ့ပြရမလဲပြောဘယ်ကနေတွေ့ပြမလဲလာစာထုတ်မှယူခဲ့ကိုကလာစာမထုတ်သေးလာစာထုတ်တော့မှာမရဲ့ချာနေတော့မှထုတ်
ဘယ်လောက်ပေးရမှာလဲပြောကာကခုမှပေါ်လာစောင့်လိုက်ရတာ Hello comment 99လာပြောင်ပြန်နေကောင်းမီးနေอ่ะနောက်တာမဟုတ်ခါပြီးလိုက် Hello Mr. Keith Smith မွန်နီလာဆောင်လေးကြိုကောက်ထားတာဒီလားမွန်နီလာဆောင်ကြိုကောက်ထားတာဒီမှာမွန်ဝဲဆောင်နဲ့ဒွင်းတီးပို့ပြီးမလို့မွန်နီ pre birthday gift စိုက်ကဲတိုက်ပြီးရဖြစ်လို့ပြ pre birthday gift ရပြီးသွားမွန်ဝဲဆောင်နဲ့ဒွင်းတီးမွန်ထမိန်နဲ့ဒွင်းတီးနဲ့ဒီပါကိုပြောပြီးပျောက်သွားလားလို့စိုက်ကဲတော့သွားတိုက်လိုက်သည်အော်ပါကိုစုကမိတ်တီလာဆိုမင်းကိုဝါနီตัวซูมကိုဖြော်ပြီးကိုဆိုပြီးဖွင့်တာဒီရကောက်อ่ะဝင်းနီလက်ဆောင်ကြိုကောက်နေကွာဒီလပိုင်းလည်းရောက်တော့မှာဆို free ပေါ့နော် free ပြီးလို့ရှိရင်လာအောင်မှာနော်ဆောင်းနေမှကြီးကိုမှောက်တာလားတိုက်တာလားဟေးဘောအေးဟိနေမှာဆောင်းနေပါဆိုအတိပါငါ့ကိုချင်းထည့်သွားလားငါ့ကိုချင်းထည့်ပြီးထွက်ပြီးသွားလား Hello ITမွေးနေ့လက်ဆောင် zooming ကိုကဟိုဟာဝယ်ပြီးမှတဲ့ iPhone 18ထွက်တာနဲ့ဝယ်ပြီးမှတဲ့ဟုတ်လားမသိဘူးမေးကြည့်ပါပြောတာပဲ Hello ကိုနောင်